Hello မတီရဲ့ဒီတစ်ခါ vlog လေးကတော့မတီဘန်ကောက်မှာចောင်းတက်ထွက်ဖို့အတွက်လေဆိပ်ကနေဘယ်လိုသွားခဲ့လဲဆိုတာကိုပြောပြပေးမယ် vlog လေးပဲဖြစ်ပါတယ်ရှင်ပထမဆုံးလေနဲ့ခီးသွားရမယ်ဆိုလို့ရှိရင်ဘယ်ခီးကိုပဲတက်သွားလေရင်ချင်းမတိုင်မီအနည်းဆုံး2နာရီ3နာရီတော့ကြိုရောက်တင်နေပေါ့နော်မတီသွားခဲ့တဲ့လေကြောင်းလိုက်ကတော့ MI ပဲဖြစ်ပါတယ်ရှင်မတီတို့ရဲ့ flight က delay ဖြစ်နေတဲ့အတွက်ကြောင့်မလို့ departure time 9:50ဆိုပေမဲ့7နာရီကျော်မှထွက်မဲ့လို့ပြောပါတယ်။အဲ့ဒီတော့ဖိုက်စာနေမှာဆိုလို့မင်တီတို့ကတော့အုံမှုမှာအစာပြေနေနဲ့ဝင်စားဖြစ်ခဲ့ပါတယ်ရှင်။ပုံမှန်လေးစိတ်မှာစားမယ်ဆိုလို့ရှိရင်အရန်စိတ်ကြီးမှထင်ခဲ့တာဒီအုံမှုဆိုင်ကတော့ပုံမှန်စီနဲ့ပဲရောက်နေထင်ပါတယ်။မင်တီဒီလိုအားလုံးပေါင်းကိုမှ1000ကျော်ပဲရှင်းခဲ့ရတယ်ပေါ့နော်။စားပြီးတော့ပြီးတာနဲ့လေရင်ချင်းမတိုင်မီတနိုင်လို့လာမှမဒီ immigration ဖြစ်ရတော့မယ်ပေါ့နော်အဲ့ဒီအချိန်ကရင်အကုန်ဆုံးချိန်ပဲပေါ့နော်အခုအခြေအနေနဲ့အားလုံးသိတဲ့အတိုင်းပဲရှော့ရှူနဲ့သွားမလားပြန်လွတ်ခံမလားဆိုတာအရင်ရင်ခုန်ခဲ့ပါတယ် immigration ဝင်ပါစစ်ဆေးဂိမ်းမှာမိကိုနေအများကြီးမိပါတယ်မိကိုနေကိုလည်းတေချာဖြည့်ပေးရပြီးတော့ကျောင်းရဲ့အချက်အလက်အပြည့်စုံလည်းပေးရတယ် passport visa လည်းတေချာပြရတယ်ပေါ့နော်အဓိကတော့ကျောင်းရဲ့ email ဒါရဲ့ email ကိုတောင်းပါတယ်သွားမဲ့လူတွေဆိုလို့ရှိရင်ကျောင်းရဲ့ဒါရဲ့ email ကိုတေချာပြင်ဆင်ပေးပါပြီးလို့ရှိရင်မိသမျှမိကိုနေကိုမကြောက်ပဲနဲ့တေချာလေးဖြည့်ပေးပါအချက်လက်အစုံတေချာလေးပြင်ဆင်ပေးခဲ့ဖို့မရတော့ပြောချင်ပါတယ်မင်တီကတော့ကန်ကောင်းစွာနဲ့ pass ဖြစ်သွားတာမို့လို့ boarding gate ကိုရောက်လာပြီပေါ့နော်ဒါကတော့ flight နောက်ကျတဲ့အတွက် MI ဘက်ကပြင်ဆင်ပေးတဲ့အစားတောက်တဲ့အေးပေါ့နော်နောက်ဆုံးမှာ7နာရီကျော်လောက်မှမီတီစီရမယ့် flight ကရောက်လာပြီမို့လို့ဒါမီတီလေးပေါ့တရားတော့မှာပဲဖြစ်ပါတယ်ပထမအဆုံးလေရင်စီးချင်းဖြစ်တာရဲ့တယောက်တည်းသွားရတာကြောင့်မီတီအရန်ကြောက်ပါတယ်ငကိုတွေကမီတီကလေရင်စီးရတာကြောက်တယ်ပေါ့နော်ဒါကတော့ရန်ကုန်မြို့ကိုနှုတ်ဆက်ရမယ့်အချိန်ရောက်လာပြီပေါ့နော်မြန်မာနိုင်ငံကြီးကိုနှုတ်ဆက်မယ်ဆိုတော့အရန်တော့လဲဝမ်းနေတယ်ဒါကမင်းတို့ရန်ကုန်မြို့ကြီးကိုကောင်းကင်ပေါ်မြင်ရတဲ့မြင်ကွင်းပါဒါကတော့လေပေါ်မှာကျွေးတဲ့အမြင်ကအစားတောက်ပေါ်ရှင်ပါမုတ်ရဲ့ကိတ်မုတ်ရဲ့ရေလေးတစ်ခွက်တော့ပါပါတယ်ငကိုတွေကလင်းစီးရတာအရန်ကြောက်ပါလေဆိုမှမင်တီသွားတဲ့အချိန်မှာရာသီဥတုမကောင်းတဲ့အတွက်ကြောင့်မလို့မင်တီရဲ့ flight ကအရန်ကိုခါနေရပါတော့ဒါကြောင့်မင်တီရေတောင်ကောင်းကောင်းမတောက်နိုင်ပဲနဲ့ရုပ်ပြစင်ပြဖြစ်ပြီးတော့လက်တွေတောင်တုံနေပေါ့နော်ကြောက်တာဆိုတာလေနည်းနည်းညင်သွားတဲ့အချိန်မှာမင်တီပိုက်စားလို့မုတ်လေးနည်းနည်းဖောက်စားဖြစ်ပါတယ်အမြန်ရောက်ဖို့ထိုင်းစုတောင်နေနဲ့နောက်ဆုံးတော့ဘန်ကောက်မြို့ကြီးကိုမြင်နေရပြီပေါ့နော်ဒါကတော့ဘန်ကောက်မြို့ကိုလေရင်ပေါ်ကမြင်ရတဲ့မြင်ကွင်းပဲဖြစ်ပါတယ်ရှင်တော်တော်လေးတော့လှတယ်ပေါ့နော်ဒါကတော့တူနာဘူမီလေးစိတ်ကိုလှမ်းမြင်နေရပါပြီမကြခင်လေရင်ဆင်းတော့မယ်ပေါ့နော်ကဲနောက်ဆုံးတော့ဘေးရနေရကင်ကင်အောင်မြင်မြင်နဲ့စူနာဘူမီ airport ကိုရောက်ပါပြီရှင်ဒါကတော့ထိုင်းရဲ့ immigration ကိုဖြတ်ဖို့ရဲ့ luggage ထုတ်ဖို့ရဲ့အတွက်သွားနေရပဲဖြစ်ပါတယ်ထိုင်းဘက်ကတော့လုံးဝမဖြစ်ပါဘူး education visa ပြလိုက်ရုံနဲ့တုံးထုပေးပြီး pass ဖြစ်သွားတယ်ပေါ့နော်ဒါကတော့လေးစိတ်ရဲ့အပြင်ဘက်ကိုရောက်လာပြီး taxi ငှားတော့မှာ